ခုပြောရတဲ့ခုရှိလို့ပေါ့နော် MS season 3ပြန်ဆောင်းပါလားဆိုတော့ပြန်ဆောဖို့တော့ရှိရguys ဒါပေမဲ့ကျွန်တော်တင်တဲ့ post ကဘာလို့အကုန်လုံးအထင်လွဲမှာဆိုလို့ကျွန်တော်အဲ့ဟန်ကိုစောင်းပြီးတင်တာလည်းမဟုတ်ဘူးဒါ hand နဲ့လည်းမဆိုင်ဘူးဒီမှာကျွန်တော်ဘာလို့ကျွန်တော်အသင်းရှာနေတစ်လားနှစ်လားရှိကျွန်တော်အသင်းမရလို့အားကြောင့်လို့ကျွန်တော်ဒီတိုင်း post တင်လိုက်တာပေါ့နော်အဲ့တော့လူတွေအားလုံးနော်ဒီ like ကြည့်နေလူအားလုံးကျွန်တော်တစ်ခါပြောလိုက်မယ်နော်ကျွန်တော်အဲ့ post က hand ကိုစောင်းပြီးတင်တာလည်းမဟုတ်စောက်ွက်ပြောင်းပြီးတင်တာလည်းမဟုတ်ကျွန်တော်တကယ်ပြန်ဆော့ကျင်လို့ဗျာကျွန်တော်ကပြန်ဆော့ကျင်တဲ့စိတ်ရှိရကျွန်တော်ကဆော့ကျင်တဲ့စံနာရှိရအားကြောင့်မလို့ကျွန်တော်အသင်းရှာနေပေါ့အဓိကအခုကတော့ဒီမှာကိုကတော့ဘာလိုအပ်နေလဲဆိုတော့ကျွန်တော် sponsor တွေပါလို့ sponsor ဆိုတော့အဲ့လို online တခုတော့လိုအပ်နေပေါ့နော်အဲ့တော့ကြောက်တင်တာလည်းမဟုတ်ဘူးပြောင်းပြီးတင်တာလည်းမဟုတ်ဘူးတကယ်တင်တာနော်အဲ့တော့ကျွန်တော်ထင်လွဲမှာဆိုတော့ကျွန်တော်မလုပ်တာမဟုတ်အဲ့ကိုရွက်ပြီးတင်တာလည်းမဟုတ်ကျွန်တော်စော်ကြီးကစော်ကြီးကအသင်းရှာရတယ်အသင်းကရှာအဆင်ပြေလို့အားကြောင့်ကျွန်တော်ပို့တင်လိုက်တယ်နော်အဲ့တော့ပြန်ပြောမယ်နော်ကျွန်တော်ဟန်ကိုစောက်ွက်ပြောင်းပြီးတင်တာမဟုတ်ဘူးဟန်ကိုစောင်းပြီးတင်တာလည်းမဟုတ်ဘူးနော်ကျွန်တော်အသင်းရှာခြင်းတယ်ဟန်တယ်ပါ